ကဲအားလုံးပဲမင်္ဂလာပါရှင်ဘယ်ရီကုန်းဖြစ်ပါတယ်ဒီနေ့မှာတော့ကျွန်မ hot pot စာမှာဖြစ်ပါတယ်ကျွန်မတငယ်ချင်းတယောက်ပေါ့နော်ကျွန်မစီအလဲရောက်လာပါတယ်အဲ့နဲ့သူနဲ့တူတူပေါ့နော်ကျွန်မတို့ hot pot စာကြမှာဖြစ်ပါတယ်စားပြီးတော့စားပါတော့မယ်အရင်ဆုံးကျွန်မတို့ဒီအသားလေးတွေကင်ဖို့တော့ပေါ့နော်ဘန်းလေးကိုစီလေးနဲ့ဆုံးတုပ်ပါမယ်ပြီးရင်ဒီဘက်မှာတော့ဒါရောတို့ညီမလည်းငါဖက်မှာစားနေကြပုံစံမျိုးလေးတော့မဟုတ်ဘူးပေါ့နော်နည်းနည်းကွဲတာလေးလည်းရှိပါတယ်လို့နော်အဲဆုံးသူတို့ကအကြီးလေးပပဆူလာအောင်လုပ်တယ်ပြီးခိုင်းအနှစ်လေးထည့်ရတယ်ပေါ့နော်ပြင်အသားတွေကိုစားမဲ့တည်းအတီးအရွက်တွေပေါ့နော်ပစုံပါမယ်ပြီးတော့ရေပွဲပါမယ်ပေါ့နော်ပြီးရင်စားအတီးရွက်လေးတွေပေါ့နော်ဒါစားမဲ့ဟာလေးတွေကိုကျွန်တော်တို့ထည့်ထားပါတယ်နေပိုက်စားနေပြီဆိုတော့ဒီမဆိုခင်ကျွန်တော်တို့ကြိုထည့်ထားလိုက်ပါတယ်ပြီးရင်ရေပွဲကိုပေါ့နော်အဲ့ကြရပြောမယ်ရေပွဲကိုလေကျွန်တော်ကတ်ကြီးနဲ့အတကုံညှက်ရသေးတယ်ကောင်ကကြီးနေတော့လေကြီးကြောက်လည်းမစားရတော့ကတ်ကြီးနဲ့တကုံညှက်ချော်နေလို့အဲ့ဒါညှက်ရတာလေဒုက္ခတစ်ခုအဲ့လေးနဲ့ကျွန်တော်တို့အဲ့လေးလည်းပါပါတယ်ကျွန်တော်တို့စားပါတယ်ဆုံစီထည့်ပါတယ်ကဲမှာကျွန်တော်တို့ကင်ထားလာပြီးတော့ရပါပြီတဲ့မှာနည်းနည်းလေးစားပြီးဆူလာပြီပေါ့နော်ကင်နာလေးလည်းကြက်လာပြီဆိုတော့ကျွန်တော်တို့စားပြီးတော့မှစားကြတော့မှဖြစ်ပါတယ်အလုံးစားကြပါအောင်ရှင်အားလုံးကြည့်ပါတယ်